ပြဿနာတွေကိုဖြေရှင်းနည်းအဆင့်၄ဆင့်ပြဿနာတိုင်းမှာအဖြေရှိပါတယ် problem with a solution အဖြေနဲ့အတူတကွလာသောပြဿနာတဲ့မြန်မာပြည်မှာတော့ပြဿနာကိုဖြေရှင်းရမယ့်ကိစ္စလို့အဓိပ္ပာယ်ဖွင့်ထားပါတယ်လူတွေဟာပြဿနာတစ်ခုဖြစ်လာတဲ့အခါအဲ့ဒီပြဿနာကိုဖြေရှင်းဖို့စိတ်မကူပေပြဿနာအပေါ်မှာစိတ်ဆိုးခြင်းတွေဒေါသတွေနဲ့တုံ့ပြန်တတ်ကြပါတယ်ဒါဟာပြဿနာရဲ့အဖြစ်မဟုတ်သလိုကိုယ့်အတွက်စိတ်တိုးကားကိုလည်းဖြစ်စေပါတယ်ဘဝမှာပြဿနာတွေကြုံလာတဲ့အခါထိရောက်စွာဖြေရှင်းပြီးစိတ်ချမ်းမြေ့စေနိုင်ဖို့ပြဿနာဖြေရှင်းနည်းအဆင့်၄ဆင့်ကိုမျှဝေပေးပါမယ်နံပါတ်1 self control ရှိအောင်ကြိုးစားပါပြဿနာတစ်ခုမဖြေရှင်းမီပထမဆုံးလုပ်ရမှာက self control ရှိဖို့ပါမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း manage လုပ်နိုင်စွမ်းရှိမှသာပြဿနာတိုင်းကိုအကောင်းမွန်ဆုံးအဖြေရှာနိုင်ပါလိမ့်မယ်နံပါတ်2ပြဿနာရဲ့ source ကိုကိုယ်စီမှသာရှာဖွေပါပြဿနာဖြစ်လာတဲ့အခါအခြားသူတွေကြောင့်လို့အပြစ်တင်နေတာထက်ကိုယ့်ရဲ့အပြစ်ကိုပထမဆုံးရှာဖွေပါကိုယ့်အမှားကိုသိအောင်လုပ်ပါ issue level မြင့်တဲ့သူတွေဟာပြဿနာတစ်ခုရဲ့ source ကိုကိုယ်စီမှသာအရင်ရှာဖွေတတ်ကြပါတယ်နံပါတ်3ပြဿနာကိုသေးတဲ့သိအောင်ထားပါပြဿနာတစ်ခုကိုပုံကြီးရှင်းတတ်တဲ့သူတွေဟာပြဿနာတွေကနေပြေလည်မှုရမှာမဟုတ်ပါဘူးကြီးတဲ့ပြဿနာကိုငယ်အောင်ငယ်တဲ့ပြဿနာကိုပပျောက်အောင်ကြိုးစားပြီးပြဿနာတွေကိုဖြေရှင်းပါနံပါတ်4သီးခံနိုင်စွမ်းဖြစ်တင်ပါသီးခံနိုင်စွမ်းရှိတဲ့သူတွေဟာပြဿနာတွေနေကြပါတယ်ပြဿနာဖြစ်စေတဲ့အရာတွေအပေါ်မှာသီးခံနိုင်တဲ့လောက်သီးခံကြည့်ပါပြဿနာတွေရွတ်ကျသွားပါလိမ့်မယ်လောကမှာချင်တန်နေသူကြိုးစားနေသူရုန်းကန်နေသူတွေအဖို့တော့ပြဿနာဆိုတာအမြဲတမ်းကပ်ပါလာနိုင်မှာပါပဲပြဿနာသေးသေးလေးတွေကိုမဖြေရှင်းနိုင်တဲ့လူတွေဟာကြီးမားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်မှာမဟုတ်ပါဘူးပြဿနာတွေအပေါ်တုံ့ပြန်မှုမှန်မှန်ကန်ကန်ဖြင့်ရင်ဆိုင်ဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်ယခုမျှဝေပေးခဲ့တဲ့ပြဿနာတွေဖြေရှင်းနည်းအဆင့်၄ဆင့်ကိုကိုယ်တိုင်ကျင့်သုံးကြည့်ပါမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်ဗျမိတ်ဆွေတို့ရဲ့အမြင်ကိုလေးကွန်မန့်မှာမှတ်ချက်ပေးထားနိုင်ပါတယ်ဗျ